Saya tembiro gogo mesoyin, eri eji dweri shi meshi chia me gongse lo. Piyo chicken lisa laude tila tamari pinya eji dweri shi la. Chicken ade ane thamyo shi la. Gru lisa laude kojendaya shi la. Bhavaniya chiman laude kojendaya shi la. Tomo metta bhavana wade metta saita thona shi ya Buddha makaung yin le phwat mwet lin lin pyaw tat de song mat tat de ajan pai tat de pukkulဟုတ်ခဲ့လားဝဆနဲ့ခမောအပြစ်တွေ့လို့သူပြောလို့ရှိရင်လေလက်ခံတဲ့ပုဂ္ဂိုလ်ဟုတ်ခဲ့လားတချို့ကသူများကိုတော့ကိုယ်ကဆုံးမတယ်ကိုယ်ဆုံးမရင်ဘာပြောလဲရှာမရှိနဲ့ဟုတ်လားကိုယ်ကပြောတဲ့အခါတော့ရှည်ခြင်းတော့ရှည်ကိုပြေးကောင်းရှည်ကိုယ်လာပြောလို့ရှိရင်မကြိုက်တဲ့သူကပိုများနော်အဲ့ဒါမျိုးမဖြစ်ရဘူးတဲ့ဝတ္တကိုယ်ကလည်းဆုံးမတတ်ရမယ်ဝဆနခမသူကပြောလို့ရှိရင်လည်းလက်ခံတာဖြစ်ရမယ်အဲ့ဒီအချက်ကအမတန်ခက်တယ်ဘာလို့ခက်တာတုံးဆိုလူတွေမှာမာနရှိတယ်မာနရှိသည့်အတွက်ကြောင့်ကိုယ်ရဲ့ငယ်တဲ့ပုဂ္ဂိုလ်ကပြောရင်လက်မခံနိုင်ကိုအောက်ကလူကပြောလဲလက်မခံနိုင်ငါသိငါတတ်ငါတော်ငါတတ်လာမပြောနဲ့ဟောပြောလို့ရှိရင်ရံမယ်ဒီနေရာမှာကြတော့ရှင်သာရိပုတ္တရာရဲ့စိတ်ဓာတ်အမတန်မှအတူခိုးကြကောင်းပညာရှိပိသဟောရှင်သာရိပုတ္တရာဘယ်လိုပညာရှိပိသတော့ရှင်သာရိပုတ္တရာမထေရမြတ်ကိုတခါတော့သင်္ကန်းလေးယုံထားတာလေးကမညီမညာလေးအမှတ်တမဲ့တွဲလောင်းလေးကြပြီးကိုရင်လေးတစ်ပါးကရှောက်တယ်အရှင်ဘုရားသင်္ကန်းလေးဟောဒီမဲ့တွဲလောင်းလေးကြနေတယ်ဆိုတော့ရှင်သာရိပုတ္တရာမထေရမြတ်ကကိုရင်လေးပြောတဲ့အတိုင်းဟုတ်တယ်သူသင်္ကန်းလေးကိုသူပြင်းယုံပြီးတော့လက်အုပ်ကလေးချီပြီးတော့ညီသွားပါပြီလားပြောတယ်နော်ယေရှုတင်တယ်ကိုရင်ယေရှုတင်တယ်လို့ကိုရင်ပေါက်စာလေးကဆုံးပြောတယ်တတိပေးတာကိုလက်ခံပြီးတော့တန်ခါပရိသတ်ကြားထဲမှာသူဘာပြောလဲဆိုတော့ခုနှစ်အရွယ်ဒီကနေ့မှာသင်္ကန်းဝတ်လာတဲ့တတခုပပ္ပစီတော်တန်တော်ဇာတိယတတ္တဝတ္တိဒီကနေ့မှာကိုရင်ဝတ်လာပြီးအသက်ကလည်း9နှစ်ပဲရှိသေးတယ်အဲ့ဒီကိုရင်လေးကသူ့ဆုံးမပါစေတဲ့ဥထေရွက်ပန်ဆင်ပါမယ်